ပါရှင်မေမေပြန်လာအပ်တာတော့ဟုတ်ပါပြီကျမရဲ့သမီးလေးတော့300နဲ့တော်တော်တင်တောင်းရမှာနော်မကြွရဲ့ကျမတို့အလောက်အများကြီးမတက်နိုင်ပါဘူးရှင်မတက်နိုင်လေကျမမသိဘူးကျမသမီးလေးကအသက်ပြည့်သေးတာမဟုတ်ဘူးရှင်တို့300နဲ့မှတင်မတောင်းနိုင်ဘူးဆိုရှင်သားကထောင်ထဲတာဝင်တော့ဟုတ်ကဲ့ပါကျမဖြစ်အောင်စီစဉ်ပေးပါမယ်ရှင်အဲ့ဒါဆိုရင်လည်းရှင်တို့အမြန်ဆုံးတော့စီစဉ်လိုက်တော့ရက်ကွက်ထမှာကျမမျက်နှာပြတ်မခံနိုင်ဘူးကျမတို့ယူပြီးရလဲကြာလာပြီတော့လောက်ကြလေးပါလေးလဲအပ်ပါအောင်ယောက်ျားရဲ့ငါအိမ်သုံးစိတ်ဒီအကုန်လုံးလောင်းငါအောင်ပေးနေတာပဲလေမင်းအတွက်ဘာလိုအပ်သေးလို့တော့ရှင်းလာတာလဲနော်တခါမှကျမစီကိုလည်းမအပ်ဘူးရှင်းမေအိမ်မဲ့သွားပေးနေတာယောက်ျားလာတာမိန်းမယူရမှာပေါ့တော့ဟာမင်းတို့300နဲ့ငါဝဲပြီးပြီလေငါအိမ်မှာခုအကျွေးနေပြီလေငါအဲ့အရာတွေကူးစားမှာပေါ့ကွာရှင်းကကျမအမေကိုပြည့်မြင်တာလားကျမအမေကကျမကိုဒီရဲထိပြုစုကျွေးမွေးဆောင်ရှောက်လာတာအဲ့လောက်တော့တောင်းမှာပေါ့တော့အေးမင်းလည်းတမီးမွေးထားတာပဲဘာလို့ဆိုပြီးတော့တင်တော့ပြီးမင်းလည်းရောက်စားပလိုက်ရှင်ဘလို့စကားမျိုးပြောလိုက်တာလဲကျမသမီးကရောင်းကုန်မဟုတ်ဘူးတော့